ဒညင်းသီးငပိချက်လေးချက်ပြီးတော့ထမင်းမင်စားပါမယ်ဒညင်းသီးအများကြီးကိုခဏတိုင်းစားရင်တော့မကောင်းဘူးပေါ့နော်တခါတည်းနဲ့ကောက်ကောက်လေးချက်ပြီးတော့အဝစားလိုက်ပါမယ်ကဲကျမရဲ့ချက်လေးလို့လည်းအစုံတီလိုက်ပါကြည့်ရှုပေးကြပါအောင်ရှင်ကျက်သွန်ဖြူနီကိုစီးတက်မယ်မွေးလာပြီဆိုရင်တော့ခန်းညင်သီးကြိတ်ထားတာတွေထည့်လိုက်ပါမယ်ငပိအနှင်းငယ်ထည့်ပါမယ်ပဇွန်6ထည့်ပါမယ်စားအရသာမုံထည့်ပါမယ်ခန်းညင်သီးတွေကြည်သွားတဲ့အထိချက်လိုက်ပါမယ်ရှင်ဒါဆိုရင်တော့ဒညင်းသီးပြုတ်ထားတာတွေထည့်လို့ရပါပြီငြုပ်သီးကြိတ်ထားတာကိုလည်းထည့်ပါမယ်သမအောင်မွေပြီးတော့ရင်နွေးလေးထည့်ပြီးပေါ့နော်စီပြန်လာတဲ့အထိတည်လိုက်ပါမယ်နောက်ဆုံးမှာတော့နနမင်းလေးအုပ်ပေါ့နော်ဘဲပြောကောင်းမလဲရှင်အရန်ကိုကောင်းပြီးအရသာရှိရဲ့ဒညင်းသီးငပိချက်လေးရပါပြီရှင်ကျမတို့အကြိုက်တူတဲ့တွေရှိလားရှင်အဆုံးထိလိုက်ပါကြည့်ရှုပြီးလို့ကျေးဇူးတင်ပါတယ်